ဘဝတိုက်ပွဲများကိုကိုယ်တိုင်ရွေးချယ်ခြင်းနဲ့ငြိမ်းချမ်းခြင်းကိုကာကွယ်ခြင်းလောကရန်တိုင်းကိုတုံ့ပြန်မှုမလိုအပ်ကြောင်းဘဝကကျမတို့ကိုသင်ပေးပါတယ်ဝေဖန်မှုတိုင်းဒါမှမဟုတ်မျှော်လင့်ချက်တိုင်းဟာမင်းရဲ့အာရုံစိုက်မှုနဲ့ထိုက်တန်နေတာမျိုးမဟုတ်ပါဘူးမင်းရဲ့စွမ်းအင်နဲ့ထိုက်တန်တဲ့တိုက်ပွဲတွေကိုသာရွေးချယ်တိုက်ပွဲဝင်ခြင်းမှလည်းစွမ်းအားရှိနေပါတယ်အသက်အရွယ်ရလာတဲ့အခါစိတ်ထိခိုက်စရာပြဿနာတွေနဲ့တင်းမာမှုတွေကြောင့်မင်းကိုမင်းထိခိုက်ခံရဆဲအချိန်ကိုကြိုတင်သိမြင်ခံစားတတ်လာပါလိမ့်မယ်မလိုအပ်ဘဲအပေါ်စကားပြောရမှာဝင်လေးတတ်လာမယ်စကားတဲ့တစ်ခုရဲ့လေတံအတိတ်နဲ့ကအစခံစားတတ်လာမယ်မိတ်ဆွေတယောက်ရဲ့စိတ်ထားအရင်လိုမဟုတ်ပဲပြောင်းလဲလာတာကိုမင်းကခံစားသိရှိလာမယ်ကြားဝင်မှုမလို့အတော့ဘူးလို့သတ်မှတ်လာလိမ့်မယ်အရာတချို့ကိုမင်းကလိုက်ပြီးပြင်စရာမလိုဘူးဆိုတာလက်ခံလာပါလိမ့်မယ်အမြင်မတူတဲ့လူတစ်ယောက်ကိုနားလည်အောင်ရှင်းပြဖို့ရဲ့သူ့စီကသဘောတူညီမှုကိုမရမချင်းတောင်းဆိုနေခြင်းကမင်းရဲ့စွမ်းအင်တွေတမြင့်မြင့်ကုန်ခန်းနေစေတဲ့ဆိုတာကိုလေနားလေသဘောပေါက်လာပါလိမ့်မယ်ဒါလည်းလိလိရှုပြလိုက်တာမဟုတ်ပါဘူးကိုလေးစားစွာနဲ့ပြတ်သားတယ်လို့ခေါ်ပါတယ်မင်းရဲ့ငြိမ်းချမ်းမှုဟာအဖို့တန်ပြီးတခါတည်းမှာရှုပ်ထွေးမှုတွေကနေဝေးရာကိုထွက်သွားလိုက်ခြင်းကမင်းလုံနိုင်တဲ့အပြစ်သားဆုံးလှုပ်ဆောင်ချက်ဖြစ်တယ်အမှန်တရားတိုးတက်မှုဒါမှမဟုတ်စွတ်သွယ်မှုတစ်ခုမင်းစီစီးစင်းလာမဲ့အချိန်ဆိုတာရောက်လာပါလိမ့်မယ်အဲ့ဒီအချိန်အတွက်မင်းရဲ့ပြောစရာစကားတွေကိုခြံထားလိုက်ပါတိတ်ဆိတ်ခြင်းဟာဒိုင်းသပွဲဖြစ်လာပါတယ်ဒါဟာမင်းရဲ့စွမ်းအင်ကိုထိန်းထားပြီးမင်းရဲ့တည်ငြိမ်မှုကိုကာကွယ်ပေးသလိုမင်းရဲ့စိတ်ဝိညာဉ်ကိုအသက်ဝဝရှုနိုင်စေပါတယ်ကျင်းမာနေမှာထက်ငြိမ်းချမ်းမှုကိုရွေးချယ်လိုက်ပါတက်သေးပြနေမှာထက်အရှိတရားကိုလက်ခံလိုက်ပါရှုပ်ထွေးမှုထက်ပြတ်သားမှုကိုရွေးချယ်လိုက်ခြင်းကမင်းရဲ့စိတ်ဝိညာဉ်ကိုပြိုးထောင်ပေးတဲ့အလေးအကျင့်တစ်ခုဖြစ်လာပါတယ်အဲ့ဒီလိုရွေးချယ်မှုတစ်စင်ပြီးတိုင်းတစ်စင်မင်းဟာပုံမပေါ့ပါပုံမလွတ်လပ်ပြီးစိတ်နဲ့ဆန္ဒကလည်းတစ်ထက်တည်းပေါ်ကျလာပါမယ်ဒါဟာစိတ်လိုလည်းရနေထိုင်ခြင်းအနုပညာပါပဲဘယ်အချိန်မှစပြောပြီးဘယ်အချိန်မှရက်ရမယ်ဘယ်အချိန်မှဘဝကိုတသားတည်းစီးဆွင်းခွင့်ပြုရမယ်ဆိုတာသိရှိခြင်းပါပဲရှုပ်ထွေးမှုတွေနဲ့ဝေးရက်ကိုထွက်ခွာသွားခြင်းကရှုံးနိမ့်ခြင်းမမီပါဘူးခွန်အားရဲ့အပြောင်းမောင်ဆုံးအတိတ်ပဲဖွင့်ဆိုချက်လိုပဲဆိုခြင်းလဲဆိုပါတော့